အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ကြောင်းရာလေးကတော့မော်ဘီမျိုးကိုလေးလာရေးခီးထွက်ရင်ကြုံတွေ့ခဲ့ရတဲ့သွေးပြက်ချောက်ချပွဲရာအဖြစ်အပျက်ဆိုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ရုံရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။မော်ဘီမျိုးရဲ့မြူမောင်ဝီနီရဲ့စောင်းမနက်ခင်တစ်ခုမှာအထက်တန်းကျောင်းသားတသက်ရဲ့ပျော်ရွှင်စရာလေးလာရေးခီးစဉ်ဟာတသက်မမိနိုင်စရာသွေးပြက်ချောက်ချပွဲအိမ်မဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။မော်ဘီမျိုးရဲ့စောင်းမနက်ခင်ကမြူနှင်းတွေနဲ့အုံမိုင်းနေရဲ့ရန်ကုန်ကလာတဲ့ကျောင်းကားလေးပေါ်မှာအထက်တန်းကျောင်းသား20ခန့်ကတချင်းတကြော်ကြော်နဲ့ပျော်ရွှင်နေကြပေမဲ့ကျောင်းသားခေါင်းဆောင်ထအောင်ကတော့စိတ်ထဲမှာတမျိုးကြီးလေးလံနေမိရဲ့ဟဲ့ကောင်ထအောင်မင်းကလည်းလေးလာကြီးလာလားတရားထုတ်ဖို့လာလားမျက်နာကတိငူလိုပဲလို့ကြော်ရဲရင်ကပခုံးကိုပုံရင်နောက်ပြောင်လိုက်တယ်သူတို့လဲပတ်ဖို့စီးရင်ထဲမှာမပါတဲ့တောရကျောင်းဟောင်းတစ်ခုစီကိုရောက်တဲ့အခါမှာတော့လမ်းပြဥပရေးကကားကိုရပ်လိုက်တယ်ဒီနေရာမှာခဏနားမယ်ဒါပေမဲ့ဟိုဘက်ခြုံပုတ်တီကြားတွေကလမ်းတိုင်းလုံးဝမသွားကြနဲ့အဲ့ဒီမှာရှေးကသခင်ကြီးတယောက်ရဲ့အိမ်ဟောင်းရှိရဲ့အဲ့ဒီအိမ်ကအရှင်လက်လက်မြေမြုပ်ခံခဲ့ရတဲ့ချိန်စာတဲ့အိမ်ပဲလို့သတိပေးလိုက်တယ်ဒါပေမဲ့ဆက်စုတက်တဲ့နီလာနဲ့အကြောက်လန့်မရှိရဲ့ကြော်ရဲရင်တို့ကတော့ဥပရေးစကားကိုဂူးမဆိုင်ခဲ့ကြပါဘူးလူစုခွဲတဲ့အချိန်မှာသူတို့၄ယောက်ကအဲ့ဒီတားမြစ်ထားတဲ့လမ်းကြားရဲ့ကိုခြေလမ်းကြုံခဲ့ကြပါတော့တယ်တောအုပ်လေးကမှောင်ရိပ်ကျနေပြီးလေးတိုက်တန်ငိုကြွေးတန်နဲ့ခက်ဆင်ဆင်တူနေရလမ်းဆုံးမှာတော့နှစ်ထပ်ပင်တော်အင်ကြီးတစ်လုံးကတစ်ပင်ကြီးတွေရဲ့ဝါမျိုးချင်းကိုခံထားရသလိုထီထီကြီးရှိနေတယ်အိမ်ရှိကလှေကားထစ်တွေကဆွေးမြင့်နေပြီးတက္ကမကြီးကတော့တဝက်ဟဟပွင့်နေပါတယ်ငါတို့ပြန်ရအောင်ဟာငါစိတ်ထဲမှာတမျိုးပဲလို့နွယ်လေးကထအောင်ရဲ့လက်မောင်းတင်းတင်းဆုပ်ရင်တိုးတိုးလေးပြောရှာတယ်ခဏလေးပါနွယ်လေးကဓာတ်ပုံရိုက်ပြီးပြန်မယ်လို့ပြောပြီးကြော်ရဲရင်ကတော့အိမ်ထဲကိုအရင်ခြေနှင်းဝင်လိုက်တယ်သူခြေချလိုက်တာနဲ့တကားကကျွီးဆိုတဲ့အတန်ရှည်ကြီးနဲ့တူအလိုလျောက်ပွင့်ထွက်သွားပါတော့တယ်အိမ်ထဲမှာဖုံနှံ့တွေပိုးဟက်ချီနှံ့တွေထက်ပိုဆိုးတဲ့အပုပ်နှံ့တစ်ခုကနှာခေါင်းထဲကိုအလုံးရင်းနဲ့ဝင်လာပါတယ်အဲကန်းလေမှာရှိရဲ့မှန်တင်ကုန်ဟောင်းကြီးရဲ့မှန်ချအကွဲနေပြီးအဲ့ဒီမှန်ထဲမှာသူတို့၄ယောက်အပြင်ပြင်စမမြောက်လူတစ်ယောက်ရဲ့ပုံရိပ်ကိုထပ်အောင်မြင်လိုက်ရတယ်ဖြူဖြော့နေရဲ့မျက်နှာတွဲလောင်းကျနေရဲ့ရှာနဲ့မိမတစ်ယောက်ရဲ့ပုံရိပ်ကကြော်ရဲရင်ရဲ့နောက်မှာကက်လျက်ရက်နေရပါကြော်ရဲရင်မင်းနောက်မှာလို့ထအောင်ကအော်လိုက်တဲ့အချိန်မှာပဲအိမ်မော်ထက်ကနေတဒုံဒုံနဲ့ပြေးဆင်းလာတဲ့ခြေတံတွေကိုကြားလိုက်ရပြီးမီးလင်းရောင်တွေအားလုံးအမှောင်တီးကျသွားပါတော့တယ်။မှောင်တီးကျသွားတဲ့ကြားတွေကနီလာရဲ့ဆူရှာရဲ့အော်ဟစ်တန်ကြီးကအိမ်ကြီးကိုတုန်ခါသွားစေတယ်။ထအောင်ဖုံးမီကိုဖွင့်လိုက်တဲ့အခါမြင်လိုက်ရတာအဲကန်းထဲကစပွဲကြီးပေါ်မှာနီလာဟာပက်လက်လှန်လေးရတာလေးပေါ်မှာမြောက်နေပြီးသူမရဲ့လေပင်ကိုမမြင်ရတဲ့လက်တစုံကညှစ်ထားသလိုမျိုးအသားတွေချိုင့်ဝင်နေရအောင်တွေ့ရပါတယ်။သူမရဲ့ပါးစပ်ကနေအနက်ရောင်အရည်တွေစီးကျလာပြီးမျက်လုံးကလည်းအဖြူသားပဲကြံပါတော့တယ်။ကဲကြပါဆိုတဲ့အတန်သူမရဲ့လေချောင်းထဲကနေထွက်လာတာမဟုတ်ပဲအိမ်ရဲ့နယံတွေစီကထွက်လာသလိုမျိုးပဲ့တင်ထက်နေခဲ့။နီလာရဲ့လေပင်ကိုမမြင်ရတဲ့လက်တွေညှစ်ထားရကနေရုတ်တရက်လွှတ်ချလိုက်သလိုသူမစပွဲပေါ်ဘုံကနေပြုတ်ကျလာပါတယ်။ဒါပေမဲ့သူမကအရင်ကနီလာမဟုတ်တော့ပဲအကွဲကွဲအတန်နဲ့တဟားဟားရင်မောရင်အမှောင်ထဲကိုတရွတ်တိုက်ဆွဲခေါ်ခြင်းခံလိုက်ရပါတော့တယ်။နီလာကြော်ရဲရင်ဟာထိတ်လန့်တကြားနဲ့နီလာနောက်အမှောင်ထဲကိုပြေးဝင်သွားပါတယ်။ထအောင်နဲ့နွယ်လေးလဲကြောက်စိတ်ကိုအောင်အီးပြီးလိုက်သွားကြရာအိမ်ရဲ့နောက်ဖေးဘက်ကကျင်းမြောင်းတဲ့လှေကားထစ်တွေစီရောက်သွားတယ်။လှေကားတွေကမြေအောက်ထဲကိုဥတီနေပြီးအပုပ်နှံ့ကတော့အသေးခိုက်မတက်နန်းစော်နေပြီးမြေအောက်ခန်းထဲရောက်တဲ့အခါသူတို့မြင်လိုက်ရတာသွေးပြက်စရာမြင်ကွင်းတစ်ခုပါ။အခန်းအလယ်မှာဖျောင်းနိုင်အနက်ရောင်တွေဝိုင်းပတ်ထားပြီးလူရိုးကောင်းတွေကိုစီထားတဲ့ပလင်ကြီးတစ်ခုရှိနေတယ်။နီလာဟာအဲ့ဒီပလင်ရဲ့အရှိမှာဒူးထောက်လျက်သာရှိနေပြီးသူမရဲ့လက်ဖွားတွေကိုဓာတ်တစ်ချောင်းနဲ့ကိုယ့်ဘာသာလှီးဖြတ်နေပါတော့တယ်။သူတို့ကသွေးတောင်းနေရငါတို့အားလုံးရဲ့သွေးကိုတောင်းနေရနီလာလှည့်ကြည့်လိုက်တဲ့အခါသူမရဲ့မျက်လုံးအိမ်တွေထဲမှာတငယ်အိမ်မရှိတော့ပဲသွေးရောင်တွေသာလွှမ်းနေပါတော့တယ်။အဲ့ဒီအချိန်အခန်းထောင်အမှောင်တုတွေကနေဝင်းရုံအနက်နဲ့အရေးကြီးတစ်ခုထွက်လာခဲ့။အဲ့ဒီအရေးရဲ့လက်သေးတွေကရှည်လျားပြီးတန်ချွန်တွေလိုထက်မြက်နေတယ်။ကြော်ရဲရင်ကနီလာကိုဆွဲထုတ်ဖို့ကြိုးစားတဲ့အချိန်မှာပဲအဲ့ဒီအရေးကြီးကကြော်ရဲရင်ရဲ့ပခုံးကိုလှမ်းဖမ်းလိုက်ပြီးနယံစီကိုလွှင့်ပစ်လိုက်ပါတော့တယ်။ကြော်ရဲရင်ရဲ့ကြော်ရိုးကျိုးသွားတဲ့အတန်ကတခန်းလုံးကိုဟိန်းသွားခဲ့။ကြော်ရဲရင်မင်းထအောင်လေးထအောင်အော်ဟစ်နေပေမဲ့ကြော်ရဲရင်ကတော့ပါဇက်ကနေသွေးတွေပန်းထွက်ပြီးငြိမ်ကျသွားပါတော့တယ်။နွယ်လေးကတော့ကြောက်လွန်းလို့အတန်တော်မထွက်နိုင်ပဲတုံရင်းနေရဲ့အဲ့ဒီအချိန်မြေအောက်ခန်းရဲ့နယံတွေထဲကနေအသားရည်တွေပုတ်ပွားနေရဲ့အလောင်းကောင်တွေတဖြည်းဖြည်းတိုးထွက်လာကြတယ်သူတို့ဟာအထက်တန်းကျောင်းသားလေးတွေကိုဝိုင်းထားလိုက်ကြပြီနွယ်လေးပြေးအပေါ်ပြန်ပြေးထ
ထအောင်ကနယံမှာချိတ်ထားတဲ့မိတိုင်ဟောင်းတစ်ခုကိုဖြုတ်ယူပြီးအလောင်းကောင်တွေကိုလွှဲရိုက်လိုက်ပါတယ်။သူတို့နှစ်ယောက်လှေကားအတိုင်းအပေါ်ကိုအသက်လူပြေးကြရတယ်။သူတို့နောက်ကနေနီလာရဲ့တဟားဟားရေတန်းနဲ့ကြော်ရဲရဲ့နာကျင်စွာအော်ဟစ်တန်တွေကပဲ့တင်ထပ်ပြီးပါလာတယ်။အပေါ်ထက်ကိုရောက်တဲ့အခါတကားမကြီးကပိတ်နေပြန်တယ်။ထအောင်လဲတန်မုံတပုံးနဲ့မှန်ပရင်းပေါက်ကိုအားကုန်လွှဲရိုက်လိုက်ပြီးနွယ်လေးကိုအရင်တွန်းထုတ်လိုက်တယ်။သူကိုယ်တိုင်ခုံအထွက်မှာပဲနောက်ကနေအေးဆက်ဆက်လက်ချောင်းကြီးတွေကထအောင်ရဲ့ခြေချင်းဝတ်ကိုလှမ်းဆွဲလိုက်ပါတယ်။လှုပ်ငါ့ကိုလှုပ်ထအောင်ကအိတ်ကက်ထဲကခောက်ထားနဲ့လှမ်းထိုးလိုက်မှလက်ကြီးကပြုတ်သွားပြီးသူတို့နှစ်ယောက်တောအုပ်ရဲ့အမှောင်ထဲမှာစမ်းတဝဝနဲ့ပြေးခဲ့ကြရတယ်။မိုးလင်းကနီးမှာသူတို့နှစ်ယောက်လမ်းမကြီးပေါ်ကိုရောက်လာခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ခင်းလဲနေတဲ့ရဲကားတစ်စီးနဲ့တွေ့လို့အကျိုးအကြောင်းပြောပြပြီးအဲ့ဒီအိမ်ကြီးစီကိုပြန်သွားခဲ့ကြတယ်။ဒါပေမဲ့ဥပအေးနဲ့ရဲတွေရောက်သွားတဲ့အခါမြင်လိုက်ရတာခြုံတွေပိတ်ပေါင်းနေကြလွင်ပြင်ကြီးတစ်ခုသာဖြစ်ပါတော့တယ်။အိမ်ဆိုတဲ့အရေးအယောင်တော့မရှိတော့ပဲကြော်ရဲရင်းနဲ့နီလာလည်းလုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ငါပြောသားပဲအဲ့ဒီအိမ်ကလွန်ခဲ့တဲ့နှစ်90ကလေးကမြေခခဲ့တာမင်းတို့မြင်ခဲ့တာတွေကဝိညာဉ်တွေဖန်တီးထားတဲ့လှည့်စားမှုတွေပဲလို့ဥပအေးကတပ်ပြင်းချရင်ပြောပါတယ်ရန်ကုန်ကိုပြန်ရောက်ပြီးတပတ်အကြာမှာတော့နွယ်လေးကထအောင်စီကိုဖုံးဆက်လာပါတယ်ထအောင်ငါ့ရှင်မှာကြော်ရဲရင်းနဲ့နီလာရက်နေတယ်သူတို့ကငါ့ကိုအထဲပေးဝင်ဖို့လှမ်းခေါ်နေတယ်ထအောင်ကဖုံးကိုတင်းတင်းဆုပ်ထားရင်သူ့ရဲ့အခန်းပီတိုတွေကအန်ဆွဲမှာထည့်ထားတဲ့အိဆက်နေတဲ့တန်တော့အိုကြီးကိုထုတ်ကြည့်လိုက်မိရဲ့အဲ့ဒီတော့မှကက်နေတဲ့သွေးစားတွေကအခုထိမချောက်သေးပဲလက်လက်ဆက်ဆက်နေမြန်းနေပါတော့တယ်အဲ့ဒီအချိန်မှာပဲနွယ်လေးရဲ့ဘက်ကနေအသေးခိုက်မတက်ကြောက်လန့်တကြားအော်ဟစ်တန်နဲ့တူရုတ်တရက်ဖုံးလိုက်ပြတ်တောက်သွားခဲ့ထအောင်လဲဘာမှစဉ်းစားမနေတော့ပဲနွယ်လေးရဲ့အိမ်ရှိရာကိုတက္ကစီတစ်စီးနဲ့အပြေးလွှာသွားခဲ့ပါတယ်သူရောက်သွားတဲ့အချိန်မှာနွယ်လေးအိမ်ရဲ့ခြံတကားဟောင်းနှမ်းဆုပ်ပြတ်နေပြီးလွန်ခဲ့တဲ့တစ်ပတ်ကမြင်ခဲ့ရတဲ့မော်ဘီယာအိမ်ပြက်ကြီးရဲ့ပုံစံအတိုင်းဖြစ်နေပြီးလေထူထဲမှာလည်းအပုပ်နှံ့တွေကနန်းဟောင်းနေရကိုခံစားလိုက်ရတယ်။ခြံထဲကိုဝင်လိုက်တာနဲ့မြက်ခင်းပြင်ပေါ်မှာထူးဆန်းတဲ့တင်ဂီတတွေကိုသွေးနဲ့ရေးထားတာတွေ့လိုက်ရတယ်။အိမ်ထဲမှာတော့နွယ်လေးကကျမ်းပြင်ပေါ်မှာထိုင်လျက်သာငိုနေပါတယ်။သူမရဲ့ဘေးမှာတော့ကြော်စွာနဲ့နီလာတို့ကရက်နေကြတယ်။ဒါပေမဲ့သူတို့ကအရင်ကတငယ်ချင်းတွေမဟုတ်တော့ဘူး။ကြော်စွာရဲ့ခေါင်းကဘေးတစ်စောင်းကျိုးဝင်နေပြီးနီလာရဲ့ဗိုက်ထဲကနေဥရမြေပြင်ပေါ်မှာဒရွတ်တိုက်ကျနေပါတယ်။ထောင်မင်းပါလာတဲ့တော့ငါတို့စီပြန်လာဖို့လမ်းပြတာပဲကြော်ရဲရဲ့အတန်လေချောင်းတွေကထွက်လာတာမဟုတ်ပဲဗိုက်ထဲကထွက်လာသလိုမျိုးအကွဲနေရထောင်ကအိတ်ကက်ထဲကအေးဆက်နေတဲ့တန်တော့ဦးကြီးကိုထုတ်ကြည့်လိုက်တဲ့အခါအဲ့ဒီတော့မီးခိုးရောင်ဝိညာဉ်မီးတောက်တစ်ခုလိုတောက်လောင်နေရအောင်တွေ့လိုက်ရတယ်ထောင်တိလိုက်ပြီးဒီတော့ကအဲ့ဒီအိမ်ကြီးရဲ့တကားတော့မဟုတ်ဘူးဒီတော့ဝိညာဉ်ကဘာရဲ့တကားကိုဖွင့်နေတော့ဖြစ်နေရပါသူတို့၄ယောက်လုံးဟာအဲ့ဒီအိမ်ပြက်ကြီးတဲ့ကိုခြေနှင်းမိကြတဲ့ကျင်းစာတင်းခဲ့ပြီးသားပါရုတ်တရက်နွယ်လေးရဲ့မျက်နှာပြာနှမ်းသွားပြီးသူမရဲ့လက်သေးတွေကရှည်ထွက်လာတယ်သူမကထအောင်ကိုစူးစိုက်ကြည့်ရင်မဲပြုံးလိုက်တယ်ငါတို့အားလုံးတူသွားကြရအောင်အိမ်တွင်းထဲကနေမှော်ပြီးမှမြင်ခဲ့ရတဲ့မြေအောက်ခန်းထဲကဝိယုံနှက်နဲ့အရေးကြီးထွက်လာပြီးထအောင်ကိုဝါမျိုးကိုလက်လှမ်းလိုက်ပါတယ်ထအောင်လည်းနောက်ဆုံးအကြိမ်ဖြစ်ဖျားလို့အော်ဟိရင်မျက်လုံးကိုတင်းမှိတ်ထားလိုက်မိရဲ့နနခင်းတစ်ခုမှာတော့မော်ဘီမျိုးပြင်ကတောအုပ်ဟောင်းထဲမှာရဲတပ်ဖွဲ့ဝင်တွေကထူးဆန်းတဲ့အလောင်း၄လောင်းတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီအလောင်းတွေကတယောက်နဲ့တယောက်လက်ချင်းချိတ်ထားပြီးအဝတ်အစားတွေကတော့လွန်ခဲ့တဲ့တစ်ပတ်ကလေးလာရေးခီးထွက်လာတဲ့အထက်တန်းကျောင်းသားလေးတွေရဲ့ဝတ်စုံပဲဖြစ်နေပါတော့တယ်။ထူးခြားတာကသူတို့အားလုံးရဲ့မျက်နှာပေါ်မှာပြုံးနေတဲ့အမူအရာတွေရှိနေပြီးသူတို့ရဲ့လက်ဖွားတွေထဲမှာတော့ပြဖြစ်သွားတဲ့တန်တော့ဟောင်းတစ်ခုစီရှိနေတာပါပဲ။မော်ဘီမျိုးရဲ့လေးလာရေးခီးစဉ်ကညီကုန်းချုပ်သွားခဲ့ပြီမဲ့အဲ့ဒီတော့အနီးမှာဖြတ်သွားတဲ့သူတိုင်းဟာအခုထိညနေပိုင်းမှာចောင်းသားလေးတွေရဲ့တချင်းဆိုတန်းနဲ့ငိုတန်းတွေကိုကြားနေရစေဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိနားဆင်ပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။